လော်ကီလိုင်းနံဘိုးတွေဘလောက်ပဲထမ်းပါစေကိုယ်စိတ်ကိုပြင်းရင်အရာရာဟာအေးချမ်းပါတယ်တောကဆိုတာမွေးမြူထားရင်ကြီးထွားတတ်တဲ့အစိတ်ပင်ပါပဲနေဝင်ချိန်ရောက်တိုင်းညဦးရန်ရောက်တိုင်းရင်ထဲကအပူတွေကိုဖျောက်ဖို့ကြိုးစားရင်မနှက်ဖြန်တွေ့တွေ့လို့အတိတ်ဟောင်းကိုလွမ်းလို့မင်းရဲ့ဖိုးတန်တဲ့နေရတွေ့တော့ကပင်လေတဲ့မျောနေမလားဖြစ်ပြီးရင်ပြတ်တတ်တာဟာလောကရဲ့သဘာဝမမြဲခြင်းတရားကိုရင်ဝယ်ပိုက်လို့နှလုံးသွင်းမှာအတ္တတွေကိုလျှော့ချမာနတွေကိုဆွန့်လွတ်မှအေးမြတဲ့အရေးကိုမင်းစတင်တွေ့ရှိမှာတော့ကခင်အောင်နေစိတ်ကိုအေးထားပြီးနေဘာမှမမြဲတဲ့ဒီလောကကြီးမှာအစွဲလန်းတွေကိုလျှော့ချလိုက်ပါလေကံတရားရဲ့စီမံရာကိုအပြုံးနဲ့ပဲရှင်ဆိုင်မလားကံတရားရဲ့စီမံရာကိုပြုံးနဲ့ပဲရှင်ဆိုင်မလားငြိမ်ချမ်းခြင်းရဲ့တစ်ခါဝါမှာသတိလေးကလို့တော့ကခင်အောင်နေရှာဖွေခဲ့သမျှအရာရာတနေ့တော့ထားခဲ့ရမှာကိုယ်ပိုင်နာဆိုလို့ကိုပြုတဲ့ကံတရားပဲရှိတာသူတပည့်ကိုဖြစ်မမြင်တဲ့ကိုယ်စိတ်ကိုပဲပြန်ပြီးစစ်ပါလွတ်ချနိုင်လေစိတ်ပေါ်ပါလေပါပဲဗျာ emotional တနာကြောင့်တော့ကဖြစ်ရတယ်မြတ်တာကြောင့်အေးချမ်းရတယ်အရာရာကိုခွင့်လွှတ်ခြင်းဟာတော့ကကိုမိငိမ့်သက်ခြင်းပဲအချိန်မနှောင်းခင်မှာတရားသိလေးနဲ့သတိပွားသက်ခြင်းပဲအချိန်မနှောင်းခင်မှာတရားသိလေးနဲ့သတိပွားစို့ွယ်တော့ကခင်အောင်နေစိတ်ကိုအေးထားပြီးနေဘာမှမမြဲတဲ့ဒီလောကကြီးမှာအစွဲလန်းတွေကိုလျှော့ချလိုက်ပါလေကံတရားရဲ့စီမံရာကိုအပြုံးနဲ့ပဲရှင်ဆိုင်မလားငြိမ်ချမ်းခြင်းရဲ့တစ်ခါဝါမှာသတိလေးကလို့တော့ကခင်အောင်နေ Deep and tolerated spoken voice စိတ်ကိုထိန်းချောင်းရင်တော့ငြိမ်ချမ်းမှုကိုရရှိမှာပါ